မဲမင်္ဂလာပါရှင်ဒီ channel လေးကတော့ English story တွေကိုဘာသာပြန်သားမယ် channel လေးဖြစ်ပါတယ် If you like it please click on the subscribe button The Bear and the Two Friends ဝေါဝန်ကြီးနဲ့တငယ်ချင်းနှစ်ယောက် One day two friends were working through the forest တနေ့မှာတော့ two friends တငယ်ချင်းနှစ်ယောက်က were working through the forestတောထဲကြီးကိုဖြတ်ပြီးတော့လမ်းလျှောက်လာခဲ့ပါတယ် They knew the forest was a dangerous place and that anything could happen. They knew သူတို့ကသိခဲ့ပါတယ် The forest was a dangerous place. တောကြီးကအန္တရာယ်ရှိတဲ့နေရာကြီးဆိုတာသူတို့သိခဲ့ပါတယ် And that anything could happen. ဘာမှမဖြစ်သွားနိုင်တယ်ဆိုတာလည်းသူတို့သိခဲ့ပါတယ် So they promised to remain close to each other in case of any danger.တကယ်လို့အန်ရတခုခုဖြစ်လာခဲ့ရင်တရတဲ့တယောက်နိနိကက်ကက်နေကြမယ်လို့ကတိပေးခဲ့ကြပါတယ် All of a sudden a big bear approached them ရုတ်တရက်ဆိုသလိုပဲ All of a sudden ဆိုတာရုတ်တရက်ဆိုလိုပဲကိုပြောတာပါ All of a sudden a big bear approached them ဒီမှာဝဝကြီးတကောင်ကသူတို့နားကိုတက်ရောက်လာပါတယ် One of the friends quickly climbed a nearby treeသူတို့တငယ်ချင်းနှစ်ယောက်တည်းကတယောက်ကမြင်းမြဲစစမ်းပဲအနီးနားမှာရှိတဲ့တပင်မော်ကိုကတ်တွဲလိုက်တယ် leaving the other friend behind နောက်တဲ့တငယ်ချင်းကြောက်ကိုထားခဲ့ပြီးတော့ပေါ့ The other friend did not know how to climb and instead used common sense ကျန်တဲ့တငယ်ချင်းတယောက်ကတော့ did not know how to climb ဘယ်လိုတက်ရမလဲဆိုတာကိုမသိခဲ့ပါဘူးပြီးတော့ instead used common sense လူများသုံးနေကြနည်းလမ်းကိုပဲအသုံးပြုခဲ့ပါတယ်He lay down on the ground and remained there, breathless, pretending to be dead. သူက lay down အကူလဲလျောင်းချလိုက်တယ် on the ground မြေပြင်ပေါ်ကြီးကိုလဲလျောင်းချလိုက်တယ်ပြီးတော့ remain there breathless အသက်ကိုမရှူဘဲနေလိုက်တယ် pretending to be dead တေးချင်အောင်ဆောင်ပြီးတော့ပေါ့ The bear approached the friend lying on the ground မြေပြင်ပေါ်မှာလဲနေတဲ့တငယ်ချင်းစီကိုဝဝကြီးကခဲ့ရောက်လာပါတယ် The animal started to smell his air before slowly wandering off again because bears never touch those who are dead. ပိတ်စံကြီးကသူ့လက်ထက်မသွားခင်မှာပဲဖြည်းဖြည်းလေးပဲအဲ့ဒီတငယ်ချင်းရဲ့နားနားလေးကိုအနက်ရှူလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဝဝတွေကဘယ်တော့မှသိပြီးတာအသားကိုမစားပါဘူး။ Sound မကြခင်မှာပဲ The friend who hid in the tree came down.တဲ့ပင်ပေါ်မှာပုံနေတဲ့တငယ်ချင်းတယောက်ကအောက်ကိုဆင်းလာခဲ့ပါတယ် He asked his friend သူကသူ့တငယ်ချင်းကိုမေးလိုက်တယ် My dear friend what secret did the bear whisper to you သူ့ရဲ့တငယ်ချင်းကမေးလိုက်တယ်ငါ့ရဲ့ချစ်ဆုံးတငယ်ချင်းလေးရေဝဝကြီးကမင်းကိုဘာ secret တွေများတိုးတိုးလေးပြောသွားတာလဲ The friend replied သူ့ရဲ့တငယ်ချင်းကပြန်ပြောလိုက်တယ် The bear simply advised me never to believe a false friend The bear ဝဝကြီးက simply advised me ငါ့ကိုအကြံလေးပဲပေးခဲ့တာပါ never to believe a false friend တငယ်ချင်းအတူတွေကိုဘယ်တော့မှမယုံဖို့ငါ့ကိုအကြံပေးသွားခဲ့တာပါ Moral of the story ပုံမြင်လေးရဲ့သင်ခန်းစာကတော့ A true friend would always support and stand by you in any situation A true friend တငယ်ချင်းစစ်မှန်ဆိုတာ would always supportအမြဲတမ်းထောက်ပံ့ပေးတယ်အကူအညီပေးတယ် and stand by you in any situation ဘယ်ချိန်မှမဆိုမင်းဘက်မှာပဲအမြဲရပ်တည်မိတဲ့သူကိုတငယ်ချင်းစစ်လို့ခေါ်တာပါ This is the end of the story. Thank you for listening. If you like it, please subscribe this channel.